နော်ကိုမတွေအားလုံးပဲမင်္ဂလာပါကျွန်တော်အခု3D အနီးက site လေးကျွန်တော်တွေ့တာလေးတင်ပေးလိုက်ပါတယ်ဗျ9ကွက်တဲ့စနစ် site ကိုကျွန်တော်ချပေးလိုက်ပါတယ်ဗျနော်အားလုံးပဲကျွန်တော်ကိုမကြီးတွေအကြိုက်တူရင်ထိုးပါနော်အကြိုက်တူရင်ထိုးပါ comment လေးတွေလည်းရေးခဲ့လို့ရတယ်ပေါ့နော်ကြိုက်ရင်ကြိုက်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့သွားမယ်နှစ်ကကြော့လေးနေပေါ့နော်နှစ်ကကြော့လေးတွေနေတော်ကြည့်ထားပါတယ်ဘယ်သူမှတော့ဒါဒီလိုမျိုး site တွေမတွေ့ဘူးပေါ့နော်ဒါဆိုကျွန်တော်တို့သွားမယ်ဒီ9ရက်ဒီ2ရက်ဒီ6ရက်9နှစ်ပေါင်းချင်း17 1အဲ့1ကို6နဲ့ပေါင်းခွန်ပါဝါနှစ်ဒီခွန်နှစ်ကဒီထိတ်နဲ့ဒီထိတ်ခွန်နှစ်လို့သူလှမ်းချုပ်ပါတယ်နော်ခွန်နှစ်လို့ချုပ်အဲ့မှာသူကဘာနဲ့ချုပ်သွားတယ်ခွန်နဲ့လှမ်းပြီးချုပ်သွားတယ်ခွန်နဲ့လှမ်းပြီးချုပ်သွားတယ်နော်ခွန်လို့ချုပ်ရမယ်ဆိုရင်ခွန်လို့ချုပ်ရမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဘာထိတ်ထည့်ပေးရရှစ်ထိတ်လို့ထည့်ပေးရမယ်နော်နှစ်လို့လှမ်းချုပ်မယ်ဆိုလို့ဆိုရင်ဒီမှာ9လို့ရှိနေတယ်တော့3ထိတ်လို့လှမ်းချုပ်ပေးရဟုတ်ပြီနော်အဲ့မှာကျွန်တော်ကိုမကြည့်တယ်သူကရှစ်ထိတ်လို့လှမ်းချုပ်ပါတယ်ဟုတ်ပြီနော်ခွန်အတန်နော်ဒီ3လုံးပေါင်းချင်းခွန်ပါဝါနှစ်ကိုဒီနှလုံးပေါင်းခွန်နှစ်လို့ချုပ်ခွန်အတန်နဲ့ရှစ်ထိတ်နောက်တစ်ခါကျွန်တော်တို့သွားမယ်9ရက်3ညရက်1ရက်ဒီ3လုံးပေါင်းချင်းဒီ3ညပါဝါ9အဲ့ဒီ3ည9အတန်ဒီထိတ်နဲ့ဒီထိတ်ကို3ည9အတန်လို့ဖြည့်ရမယ်နော်3ည9ကျွန်တော်ဖြည့်မယ်နော်အဲ့ဆိုရင်3ည9အတန်လို့ဖြည့်ရမယ်3ညလို့ဖြည့်ရမယ်ဆိုလို့ဆိုရင်9ထိုင်လာတဲ့အတွက်1ထိတ်9လို့ဖြည့်ရမယ်ဆိုရင်9ထိုင်လာတဲ့အတွက်6ထိတ်ဟုတ်ပြီနော်အဲ့မှာကျွန်တော်ကိုမကြီးဒီဘာထိတ်စီလို့ထောက်ပါတယ်6ထိတ်စီလို့ထောက်ရပါတယ်ဗျနော်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်သွားမယ်ခွန်ရပေါင်းချင်း4အဲ့ဒီ4နဲ့ဒီ8နဲ့ပေါင်းချင်း2ပါဝါခွန်အဲ့ဒီ2ခွန်ကဒီထိတ်နဲ့ဒီထိတ်ကို2ခွန်လို့လှမ်းချုပ်ရတယ်ဒါဆိုရင်ကျွန်တော်ဖြည့်မယ်နော်2လို့ဖြည့်ရမယ်ဆိုရင်ခွန်ထိုင်လာတဲ့အတွက်5ထိတ်ခွန်လို့ဖြည့်ရမယ်ခွန်ထိုင်လာတဲ့အတွက်3ညထိတ်ဟုတ်ပြီနော်အဲ့ဒါ9 3ညတဲ့ထိတ်အဲ့ဒါကိုမှကျွန်တော်နောက်တဲ့ချုပ်ကွက်တွေနဲ့ပြန်ချုပ်မှာဖြစ်ပါတယ်နော်သူကလာအယောင်ထားတာပြီးရနော်ဒီနှလုံးပေါင်းချင်း9တဲ့ဒီနှလုံးပေါင်းချင်း9ရဲ့ပါဝါ3ည9ရဲ့3ရဲ့8ရဲ့3ညလို့ချုပ်တယ်အဲ့ကြတော့တစ်လုံးတည်းပဲယူတော့မှာနော်ဒီနှလုံးပေါင်းချင်း9ကြောင့်9ပါဝါ3ညအတန်လို့ဖြစ်ရမယ်ဒီ3လုံးပေါင်းချင်း3ညလို့ချုပ်တယ်ဒီနှလုံးပေါင်းမှကျွန်တော်တို့ဘာရှိသေးလဲ12နှစ်ပဲရှိသေးတယ်သူက3ညလို့ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့8ထည့်ရမယ်ဘာထိတ်စီလေးလဲနောက်ကိုမှကြည့်ကျွန်တော်တို့8ထိတ်စီလို့ထည့်ပေးရမှာဖြစ်ပါတယ်နော်8ထိတ်ဟုတ်ပြီနော်ကာလာအရောင်ကနည်းနည်းရင်းတော့မပေါ်လိုက်နော်ကျွန်တော်တို့8ထိတ်လို့ထည့်ရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ねနောက်ထပ်တစ်ချက်ဒီနှလုံးပေါင်းချင်း4ကြောက်ဒီနှလုံးပေါင်းချင်း4ကြောက်4ရဲ့ပါဝါဒီ9ဒီ3လုံးပေါင်း9လို့ပြန်ချုပ်ပါတယ်ဒီနှလုံးပေါင်းချင်း4ရဲ့ပါဝါဒီ3လုံး9လို့ချုပ်တယ်နော်9လို့ချုပ်တယ်ဒီနှလုံးပေါင်းမှာ3မရှိသေးတယ်9လို့ဖြစ်ရမယ်ကျွန်တော်တို့ဗာထည့်ပြရမယ်6ထိပ်ဗာထည့်စီလေ6ထိပ်စီလို့ပဲထည့်ပြရနော်9အတန်လို့ဖြစ်ရမယ်ဒီ3လုံးပေါင်း9အတန်လို့ဖြစ်ရမယ်ဆိုရင်6ထိပ်9ပါဝါ3ညအတန်လို့ဖြစ်ရမယ်ဒီ3လုံးပေါင်း3ညအတန်လို့ဖြစ်ရမယ်ဆိုရင်8ထိပ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဆက်သွားမယ်ဒီနှလုံးပေါင်းချင်း4ကြောက်ဒီနှလုံးပေါင်းချင်း4ကြောက်4ရဲ့ပါဝါ9အတန်နဲ့ဒီ3လုံးပေါင်း9လို့ချုပ်ပါမယ်
9လို့ချုပ်ရမယ်ကဲကျွန်တော်ကိုမကြီး9လို့ချုပ်ရမယ်ဒီ3လုံးပေါင်း9လို့ချုပ်ရမယ်ဟဲ့မနှလုံးပေါင်းမှာ4ပဲရှိသေးတယ်9ဖြစ်အောင်ကျွန်တော်တို့ဗာထိတ်9ထိတ်ထည့်လိုက်ပြီနော်9ထိတ်စီနော်အဲ့ဒါကိုကျွန်တော်ပြန်ကြည့်မယ်10ထိတ်10ထိတ်2ချက်အညီ6ထိတ်6ထိတ်2ချက်အညီ9ထိတ်9ထိတ်2ချက်အညီ9ထိတ်စီဟုတ်ပြီနော်နောက်တစ်ချက်ထပ်ပြီးချုပ်ပေးပါနောက်တစ်ချက်ကျွန်တော်ဆက်ချုပ်ပြီနော်ဒီနှလုံးပေါင်းချင်း8ကြောက်8ရဲ့ပါဝါဒီ3လုံး3လို့ချုပ်တယ်ဒီနှလုံးပေါင်း8ပါဝါဒီ3လုံးပေါင်းချင်း3လို့ပဲဖြစ်ရမယ်ဖြည့်ပြီဒီနှလုံးပေါင်း8ကြောက်8ပါဝါဒီ3လုံး3ဒီနှလုံးပေါင်းမှ9ပဲရှိသေးတယ်3ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ပါထည့်လိုက်8ထိပ်စီလို့ပဲထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ပြတော့အားလုံးပဲကိုမကြီးတွေတွေ့ကြမြင်ကြပြီပေါ့နော်8ထိပ်စီ3ချက်ချုပ်တယ်8ထိပ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 ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ねဒီနှလုံးပေါင်းချင်း1ကြောက်1ရဲ့ပါဝါဒီ3လုံး6လို့ချုပ်တယ်ဒီနှလုံးပေါင်း1ကြောက်1ရဲ့ပါဝါဒီ3လုံး6နော်ဒီနှလုံးပေါင်းမှာ10ပဲရှိသေးတယ်6ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့6ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဗာထည့်မှာသူက10ရှိနေတဲ့အတွက်ကျွန်တော်တို့6ထိပ်လို့ပဲထည့်ပြီးရမှာဖြစ်ပါတယ်အမျိုးနော်ကျွန်တော်ပြောအားလုံးမနားလဲပါတယ်နော်ရှင်းပါတယ်ချုပ်ထူးထူးလေးလည်းကျွန်တော်ပြရတာမဟုတ်ဘူးနော်ဒီနှလုံးပေါင်း1ကို1ရဲ့ပါဝါဒီ3လုံး6လို့ချုပ်တယ်ဒီမှာ10ရှိနေမှာတော့ဗာထိပ်ထဲမှာ6ထိပ်လို့ပဲထည့်ပြီးရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်း5ကြောက်9ရဲ့ပါဝါဒီ3ညတယ်ဒီ3လုံး3ညလို့ချုပ်ပြီးရဒီနှလုံးပေါင်း5ကြောက်9ရဲ့ပါဝါဒီ3လုံး3ညလို့ချုပ်ပြီးရမှာနှလုံးပေါင်းမှာ9ပဲရှိသေးတယ်3ညဖြစ်ရမယ်ပါထိတ်ထည့်မယ်3ညလို့ဖြစ်ပြီးရမယ်ဒီ3လုံး3ညလို့ဖြစ်ပြီးရမယ်ဒီနှလုံးပေါင်းမှာ9ပဲရှိသေးတယ်15ပဲရှိသေးတယ်9ထိတ်လို့ပဲထည့်ပြီးရမှာဖြစ်ပါတယ်နော်8ထိပ်8ထိပ်8ထိပ်6ထိပ်6ထိပ်6ထိပ်9ထိပ်9ထိပ်9ထိပ်နော်9ထိပ်စီ9ထိပ်နော်9ထိပ်ဟုတ်ပြီအလဲတိုင်းသွားမယ်ဗီဒီယိုတွေကြည့်ရှင်းတင်ရတာကျွန်တော်ဒုက္ခတွေရောက်တယ်ဗျာနော်အလဲတိုင်းသွားမယ်နော်ဒီနှလုံးပေါင်း1ကိုဒီနှလုံးပေါင်း1နဲ့ချုပ်ဒီနှလုံးပေါင်း1ကိုဒီနှလုံးပေါင်း1နဲ့ချုပ်9ရှိနေမှာ6လဲတိုင်းပေါ့နော်6လေဒီနှလုံးပေါင်း6ကိုကျွန်တော်တို့ဒီနှလုံးပေါင်း6ဒီနှလုံးပေါင်း6ကိုဒီနှလုံးပေါင်း6ဟုတ်ပြီနော်ဒီနှလုံးပေါင်း6ကဒီနှလုံးပေါင်း6လို့ဖြစ်ပြီးရမယ်ဆိုရင်ကျွန်တော်တို့9ရှိနေမှာ1အလဲတွန်းရမှာဖြစ်ပါတယ်ဟုတ်ပြီနော်1အလဲဟုတ်ပြီနော်ဒီနှလုံးပေါင်း1ကဒီနှလုံးပေါင်း1မယ်ဒီနှလုံးပေါင်း1ကိုဒီနှလုံးပေါင်း1မယ်ကျွန်တော်တို့ဘာအလဲထည့်ပြီးရအပေါ်မှာ3ထိုင်ထားတယ်8ခါပါ8အလဲတိုင်းနော်8အလဲတိုင်းနော်ကျွန်တော်ပုံပါတယ်9ထိပ်စီ8အလဲဟုတ်ပြီနော်နောက်တစ်ချက်ကျွန်တော်တို့ပြမယ်ဒီနှလုံးပေါင်း5ကြောက်6 9ပေါင်းချင်း5ကြောက်9 6ပေါင်းချင်းပြန်9တယ်ဟုတ်ပြီနော်ဒီနှလုံးပေါင်း5ကိုဒီနှလုံးပေါင်း5ဒီနှလုံးပေါင်း5ကိုဒီနှလုံးပေါင်း5လို့ပြန်ချုပ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9ရှိနေမှာတော့ဒီ
ဒီနှလုံးပေါင်း9ကိုဒီနှလုံးပေါင်းပြန်9ပေးရမယ်တဲ့ကူးထိုင်လာတဲ့အတွက်ကျွန်တော်တို့ဘာထိတ်စီလို့ဘာအလဲတိုင်းလို့ထည့်ပေးရမယ်6အလဲလို့ထည့်ပေးရဟုတ်ပြီနော်ဒီနှလုံးပေါင်း30ကိုဟာဒီနှလုံးပေါင်း30လို့ပြန်ချုပ်ဒီနှလုံးပေါင်း30ဒီနှလုံးပေါင်း30ဒီနှလုံးပေါင်း30ဆိုတော့3ညဖြစ်နေတဲ့အတွက်ဒီနှလုံးကို3ညလို့ပြန်ဖြစ်နေရမယ်ဆိုတော့ကူးထိုင်လာတဲ့အတွက်ဘာအလဲတိုင်း1အလဲနော်6ခါ6ခါ1ခါ1ခါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့မကြည့်မယ်ဒီနှလုံးပေါင်း5ကြောက်ဒီနှလုံးပေါင်းပြန်5ပဲတဲ့အပေါ်ဆိုင်တိုင်းပြန်လာဒီနှလုံးပေါင်း5ကိုဒီနှလုံးပေါင်း5မယ်ဒီနှလုံးပေါင်း5ကိုဒီနှလုံးပေါင်းပြန်5မယ်နော်ပြန်5မယ်ဆိုတော့ဒီမှာခွန်ထိုင်ထားတဲ့အတွက်ပြန်5ပေးရမယ်ဆိုရင်အလဲလို့ထည့်ပေးရ8အလဲလို့ပဲထည့်ပေးရဟုတ်ပြီနော်8အလဲ8အလဲဟုတ်ပြီနော်တစ်ချက်ချုပ်ပြီဒါဆိုရင်ကျွန်တော်တို့8အလဲနှစ်ချက်ချုပ်ဟုတ်ပြီနော်8အလဲကိုနှစ်ချက်ချုပ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့နောက်တော့တစ်ချက်ထပ်ချုပ်မယ်နှစ်6ပေါင်းချင်း8ကိုဒီနှလုံးပေါင်း6နှစ်ပေါင်းချင်း8ဒီနှလုံး8ကိုဒီနှလုံး8တယ်ဒီနှလုံး8ကိုဒီနှလုံး8တယ်နော်မှတ်ထားနော်6နှစ်ပေါင်းချင်း8အဲ့ဒီ8ကိုဒီနှစ်နဲ့ဒီခါနဲ့ကိုပြန်8တယ်အဲ့ဆိုရင်8ပေးရမယ်တဲ့ဒီမှာနှစ်ပဲရှိတယ်ပြန်8ပေးရမယ်ဆိုရင်တော့ပါတယ်6အလေတိုင်းပါဗျာနော်ကိုမလေး6အလေတိုင်း3ချက်ချုပ်နော်3ညနဲ့1နှလုံးပေါင်း1ကိုဒီထိတ်နဲ့ဒီခါနဲ့နှလုံးပေါင်းပြန်1လို့ပြန်ကြော့ပြီး6တာဒီနှလုံးပေါင်း1ကိုဒီနှလုံးပေါင်း1လို့ကြော့ပြီးပြန်6တာနော်1လို့ဖြစ်ပြီးရမယ်တဲ့ဒီနှလုံးပေါင်း1ကြောက်ဒီထိတ်နဲ့အပိတ်နဲ့ကို1လို့ပဲပြန်ချုပ်မယ်တဲ့နော်ဒီနှလုံးပေါင်း8ကဒီနှလုံးပေါင်း8လို့ပြန်ချုပ်တယ်ဒီနှလုံးပေါင်း1ကဒီနှလုံးပေါင်း1လို့ပြန်ချုပ်ရမယ်တဲ့ဟိုမှာကျွန်တော်တို့ကဘာဖြစ်နေလဲဒီမှာ3ညထိုင်တာတယ်3ညထိုင်တာလို့ကျွန်တော်တို့ဘာထည့်ရ1အလဲလို့ပဲထည့်ပေးရမှာဖြစ်ပါတယ်1အလဲဟုတ်ပြီနော်ဒါဆိုရင်ဒီနှလုံးပေါင်း5ကြောက်ခွန်8ပေါင်းချင်း5ကြောက်အဲ့ခွန်ထိတ်နဲ့ဒီခါနဲ့5လို့ပြန်ချုပ်နေရဒီနှလုံးပေါင်း5ကိုထိတ်နဲ့ဒီခွန်ခါနဲ့ဒီထွက်မဲ့ခါနဲ့5လို့ပဲပြန်ချုပ်ပြရမယ်တဲ့8အလေတွင်ပေးရမှာဖြစ်ပါတယ်ကတ်ထဲတွေနော်ကတ်ထဲတွေနော်ဟိုမတွေအမှန်တ66ထပ်တယ်နော်1ထပ်တယ်နော်ဟဲ့မှာ8တူလိုင်းထပ်အလှည့်ပဲဗျနော်ကနန်းတက်ဒါကနန်းတက်အရန်နာမှာကြည်ရခတ်တဲ့ site တွေနှစ်ကတ်တွေနဲ့အမှန်တော်တော်ကြည်ရတာပါနော်ဒါဆိုရင်5ထိပ်စီး3ချက်နော်5ထိပ်စီးဒီ3ချက်8ခါဒီ3ချက်ဟုတ်ပြီနော်8ခါ3ချက်စုံမလိုင်းကိုပြင်မှာကျွန်တော်ဗီဒီယိုတွေတော်ရှင်းနေ15မိနစ်နောက်ဆုံးထားပြီးတော့ကျွန်တော်ပြသွားပြီမယ်နော်ဒါဆိုရင်တော့ဒီမှာနော်8ထိပ်စီးနော်8ထိပ်စီးတမ်းမှကျွန်တော်ပြမယ်နော်အနှစ်ချုပ်ပြီ8ထိပ်စီးနော်ကျွန်တော်ပြထားတယ်နော်8ထိပ်ဟုတ်ပြီနော်ဒီမှာ6ခါလို့ကျွန်တော်ပြထားတယ်နော်8ထိပ်6ခါဟုတ်ပြီနော်ဒီမှာနော်8ထိပ်စီး6ခါဟုတ်ပြီနော်ဒီမှာနောက်တစ်ခါဒီမှာ6ထိပ်စီး3ချက်နော်1ခါ3ချက်နော်အဲဆိုရင်6တစ်အတွဲဟဲ့မှာ6တစ်အတွဲကျွန်တော်ပြထားတယ်နော်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာ9ထိပ်စီး3ချက်8အလဲတိုင်း3ချက်ဟုတ်ပြီနော်ပြထားပြီအဲ့ဒါကိုကျွန်တော်အပိတ်လိုင်းနဲ့ကျွန်တော်ပြန်ချုပ်တော့9ခွက်ထိုးနော်9ခွက်ထိုးပတ်စံရှိလို့10ခွက်စီရီရိုက်တိုင်းပူတီကြတော့ဒါမှကျွန်တော်တော့9ခွက်ပဲကျွန်တော်ထုတ်တယ်ဟုတ်ပြီနော်ဒီမှာအတွဲရထားပြီနော်86အတွဲ61အတွဲဒီမှာကျွန်တော်တို့58အတွဲလို့ကျွန်တော်ရထားပြီအဲ့ဒါကိုကျွန်တော်ဖြီတော့မယ်ဒီနှလုံးပေါင်းမှာကြောက်ဒီနှလုံးပေါင်းမှာကြောက်63ပေါင်းချင်းမှာအဲ့ဒီမှာဒီထိတ်နဲ့ဒီအပိတ်နဲ့ကိုမှာလို့ပဲပြန်ချုပ်ရ
မားလို့ပဲချုပ်ရမှာဟဲ့မှာမားထိုင်တာတဲ့အတွက်မားဖြစ်အောင်ဆိုစုံပိတ်မှရနားလေပြီတစ်ချက်ပြပြီစုံပိတ်ဆိုရင်2ပိတ်4 6 8 3ညအဲ့မှာ866အားစရာမလိုဘူးတဲထွက်တာပါဗျနော်ဒီနှလုံးပေါင်းမားဖြစ်တယ်1 4ပေါင်းချင်း5ဆိုတော့မားအဲ့ဒီမားဒီထိတ်နဲ့ဒီအပိတ်နဲ့မားအတန်လို့ပဲချုပ်နေရမားထိုင်တာတဲ့အတွက်မားဖြစ်ရမယ်ဆိုစုံပိတ်မှရမှာနော်ကျွန်တော်ပြောနားလဲတယ်နော်ဟိုက်မှာဒီနှလုံးပေါင်းမားကိုဒီထိတ်နဲ့အပိတ်နဲ့ကိုမားလို့ပဲပြန်ဖြစ်ပေးရမယ်တဲ့မားထိုင်တာတဲ့အတွက်စုံပိတ်မှရနော်မားထိုင်တာတဲ့အတွက်စုံပိတ်မှရဟိုက်6တက်နဲ့တဲ့နော်6တက်နဲ့တဲ့အားရမလို့နော်အားရမလို့နော်ရှေ့တို့အပိုင်ချုပ်ထားပြီးတော့တင်ပေးတာနောက်တော့ရနောက်တစ်လုံးကကျွန်တော်အချိန်မရှိတော့လို့ပါနော်ဒါစုံမလိုင်းနဲ့ပဲကျွန်တော်ချုပ်ပေးလိုက်ပါတယ်ဒီနှလုံးပေါင်းချင်း8ခွန်ပေါင်းချင်းမအောင်ထိတ်နဲ့ဒီအပိတ်နဲ့မအတန်လို့ပဲချုပ်နေရမလို့ချုပ်ရမယ်ဆိုရင်ဘာဖြစ်လဲဒီမှာမထိုင်လာတဲ့အတွက်စုံအပိတ်ပါစုံအပိတ်ပါနော်ဒီနှလုံးပေါင်းမအောင်ထိတ်နဲ့အပိတ်နဲ့မလို့ပဲပြန်ချုပ်ရမယ်ဟဲ့မှာမထိုင်လာတဲ့အတွက်အဲ့ဒါစုံပိတ်ဒီနှလုံးပေါင်းမအောင်ဒီနှလုံးပေါင်းမထိုင်လာတဲ့အတွက်စုံပိတ်ဒီနှလုံးပေါင်းမအောင်ဒီနှလုံးပေါင်းမထိုင်လာတဲ့အတွက်စုံပိတ်ဟဲ့မှာဒီနှလုံးမအောင်ဒီနှလုံးပြန်မမယ်စုံပိတ်ကျမ်းမှာချမ်းသာကြပါစေဗျာ9-8နှစ်တဲ့9-8-4တဲ့9-8-6တဲ့9-8-8တဲ့9-8-3ညတဲ့အားစရာမလိုပါဘူးဗျာနော်ဒီမှာနှစ်ပွဲတော့ကျွန်တော်အောင်လာတယ်ပေါ့866အောင်လာတယ်6တက်နဲ့အောင်လာတယ်ဒီမှာဒီအချိန်တွက်ပါနော်ဒီအချိန်တွက်နော်အားလုံးပဲကံကောင်းကြပါစေဗျာစုခွန်ရှိုးလေးရိုက်ပါ